အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပေးသက်တွေအားလုံးမင်္ဂလာပါ။ဒီကနေ့ရဲ့နောက်ဆုံးရအားကစားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့လီယိုမက်ဆီကတော့ဒါအခုကက်တလန်ကလပ်အသင်းတတိယတန်းကအသင်းဖြစ်တဲ့ UE Cornella ဆိုတဲ့အသင်းကိုအပီးတိုင်ဝယ်လိုက်ပြီးဖြစ်ပါတယ်။ဆိုတော့မက်ဆီကဒီအသင်းကို100%ပိုင်ဆိုင်သွားမှာဖြစ်ပြီးတော့လူငယ်တွေကိုပြုစုပြောထောင်ရင်သူ့ရဲ့အသင်းသစ်ကိုစတင်ပြီးတော့ဥဆောင်သွားမှာဖြစ်တယ်လို့ဖော်ပြထားပြီးလောဆယ်မှာတော့သူကအခု Spanish League ရဲ့ League အဆင့်3ကနေ9ကြားထဲမှာရှိနေတယ်လို့ဖော်ပြထားတယ်။ကမ္ဘာဘောလုံးပွဲချုပ် FIFA ကတော့2026ကမ္ဘာဖလားပြိုင်ပွဲမှာသူတို့အနေနဲ့ဘောလုံးပွဲအတွင်းမှာပဲ half time show ကိုထည့်သွင်းသွားမှာဖြစ်ကြောင်းအတည်ပြုကြေညာလိုက်ပါတယ်။ FIFA ဘက်ကတော့ half time show ကိုအစိုးရကပြင်ဆင်ထားတာဖြစ်ပြီးတော့ဒီ26ကမ္ဘာဖလားပြိုင်ပွဲမှာပါဝင်ဖို့အတွက်သူတို့ဘက်ကထည့်သွင်းဖို့ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ဆိုထားပါတယ်။ FIFA အနေနဲ့ဒီကမ္ဘာဖလားပြိုင်ပွဲမှာအမေရိကန်နိုင်ငံနယူးယောက်မြို့ကနေနယူးဂျာစီမှာရှိတဲ့ MetLife Stadium ကိုတွားရမှာလောလောဆယ်အနေထားအရဘောလုံးပိတ်သက်တွေအနေနဲ့ဒါရထားလက်မှတ်က100လောက်ထိပေးရဖို့ရှိတယ်။ပုံမှန်အားဖြင့်$13ပဲရှိတဲ့ခီးစဉ်ကိုလောလောဆယ်မှာတော့ဒါအမေရိကန်ကနေခီးစဉ်တစ်ခုအတွက်အမေရိကန်ဒေါ်လာ100 charge လုပ်ဖို့သူတို့ဘက်ကပြင်ဆင်ထားပြီးတော့လက်ရှိဈေးနှုန်းတွေအဆမတန်တိုးမြင့်ထားတဲ့ပုံကိုဝေဖန်ပစ်တင်ခံနေရဆဲဖြစ်တယ်။ဂျပန်လေဝိစေအသင်းကလည်းသူတို့ရဲ့နီးပြအဖွဲ့ဝင်တွေမှာအရင် Celtic နဲ့ဂျပန်တောင်ပိုင်းကစားမဟောင်းဖြစ်တဲ့နာကာမူရာကိုနီးပြအဖြစ်ခန့်လိုက်ပါတယ်။နာကာမူရာက Celtic အသင်းမှာကစားခဲ့ပြီးတော့ဒါအခုလက်ရှိမှာတော့ဂျပန်အသင်းကသူတို့အသင်းရဲ့နီးပြယာထုအဖွဲ့ဝင်တွေမှာနာကာမူရာကိုထည့်သွင်းခဲ့ပြီးတော့ကမ္ဘာဖလားမှာသူပါဝင်သွားမှာဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ PSG အသင်းကတော့ Ousmane Dembele နဲ့ Bradley Barcola တို့နှစ်ယောက်ကိုတက်တန်းတိုးဖို့ဆွေးနွေးနေစေဖြစ်တယ်။ဒီစားမနှစ်ယောက်စလုံးကကာလရှည်ကြာစာချုပ်ချုပ်ဆိုဖို့ Paris Saint-Germain ကကြိုးပမ်းနေတာဖြစ်ပြီးတော့မကြာမီမှာသဘောတူညီမှုရရှိနိုင်ဖို့ယုံကြည်နေကြောင်းနဲ့နီးပြလူဝီစင်နီကေတောင်2030ခုနှစ်ထိစာချုပ်ချုပ်ဆိုပြီးတာနဲ့သူတို့နှစ်ယောက်လုံးလဲစာချုပ်သစ်ကိစ္စကိုအစွမ်းကုန်ကြိုးပမ်းလျက်ရှိကြောင်းဆိုပါတယ်။ Champions League သမိုင်းတစ်လျှောက်မှာတော့2020ခုနှစ်နောက်ပိုင်းမှာ Champions League စစ်ပြိုင်ပွဲရဲ့ Quarter Final အဆင့်ကို Real Madrid ရော Barcelona ရောနှစ်သင်းလုံးမတက်ရောက်နိုင်ခဲ့ပဲမှတ်တမ်းဝင်လာခဲ့တယ်။ Spain La Liga က Atletico Madrid တစ်သင်းသာတက်ရောက်ခဲ့ပြီးတော့ Champions League Quarter Final ကနေ Real Madrid ရော Barcelona တို့ Semi Final မတက်ရောက်နိုင်တဲ့မှတ်တမ်းဝင်လာခဲ့ပါတယ်။ La Liga ကနေ Atletico Madrid သာတက်ရောက်ခဲ့ပြီးဟိုနှစ်သင်းက2020နောက်ပိုင်းမှာပထမဆုံးချိန်ကြံရစ်ခဲ့တာဖြစ်တယ်။တစ်ဖက်မှာတော့ Real Madrid ကစားမတွေအများစုကသူတို့ရဲ့နီးပြအာဗီလိုအပေါ်ထောက်ခံမှုအပြည့်အဝပေးနေစေဖြစ်ပေမဲ့ကလပ်ဘက်ကအပြောင်းလဲလုပ်ဖို့ဆန္ဒရှိနေပြီဖြစ်တယ်။အာဗီလိုနဲ့ Real Madrid ရဲ့ contract က2029ထိစာချုပ်ရှိပေမဲ့နွေရာသီမှာ Florentino Perez ကသူ့နေရာကိုတေချာပေါက်ပြောင်းလဲဖို့ပြင်ဆင်ထားတာဖြစ်တယ်။ Real Madrid ကအခုလောလောဆယ်မှာ Mauricio Pochettino ကို American လေဝိစေအသင်းရဲ့ကမ္ဘာဖလားပြိုင်ပွဲအပြီးမှာခံဖို့စိတ်ဝင်စားလျက်ရှိတယ်။ ESPN report ရဲ့အဆိုအရ Pochettino ကို Real Madrid ကသဘောကျပြီးတော့သူတို့ရဲ့နီးပြယာတုအတွက်ထည့်သွင်းထားတယ်လို့ဆိုပါတယ်။တစ်ချိန်တည်းမှာပဲ Argentina လေဝိစေအသင်းရဲ့နီးပြ Lionel Scaloni လည်း Florentino Perez ကနီးပြယာတုစင်မှာပါဝင်လာပြီဖြစ်တယ်။ Lionel Scaloni ကကမ္ဘာဖလားပြိုင်ပွဲအပြီးမှာ Argentina အသင်းကိုဆက်ကင်ဖို့မရှိတဲ့အတွက်ကြောင့် Madrid ကသူ့ကိုသူတို့ရဲ့နီးပြအသင်းဖြစ်ခန့်ဖို့ပြင်ဆင်ထားတာဖြစ်တယ်။ Barcelona အသင်းကလည်း Marcus Rashford နေရာမှာအစားထိုးမဲ့သူကိုထပ်မံရှာဖွေနေခြင်းဖြစ်တယ်။ကလပ်ဘက်ကသူ့ရဲ့အပိသက်စာချုပ်ဖြစ်တဲ့ပေါင်26တန်းထက်စာရင်လောက်ခလာစာများနေတဲ့အတွက်ကြောင့် Rashford ကိုခေါ်ယူဖို့တွေးဝင်နေစေဖြစ်တယ်။ Barcelona အနေနဲ့ Marcus Rashford နေရာမှာအစားထိုးမဲ့အခြားတောင်ပံကစားမတွေကို alternative ကြည့်နေပြီးတော့လောလောဆယ်နေထားရသူတို့ဘက်က Victor Munoz ဆိုတဲ့ Osasuna ကစားမကိုခေါ်ယူဖို့ဆန္ဒရှိပြီးတော့ချိုးပမ်းလျက်ရှိကြောင်းဖော်ပြထားပါတယ်။ Barcelona အသင်းအနေနဲ့နွေရာသီမှာတေချာပေါက်စံတပတ်တယောက်ခေါ်ယူမှာဖြစ်ပြီးတော့ Inter Milan နောက်ခံလူ Alessandro Bastoni ကိုပုတ်ကလေးဆိုင်ရာသဘောတူညီမှုရရှိပါပြီ။ Matteo ရဲ့ဖော်ပြချက်အရရော Italy Media ရဲ့ဖော်ပြချက်အရလောလောဆယ်မှာ Bastoni က Barcelona ကိုပြောင်းဖို့ခေါင်းညင်ထားပြီးဖြစ်တဲ့နှစ်ဖက်ကြားကပြောင်းရွှေ့ခြင်းကိုပဲထပ်ပြီးညှိနှိုင်းလျက်ရှိကြောင်းဖော်ပြထားပါတယ်။ Barcelona အသင်းအနေနဲ့နွေရာသီမှာကြီးမားတဲ့အပြောင်းလဲတွေပြုလုပ်သွားဖို့ရှိတယ်။ကလပ်ဘက်ကညာနောက်ခံလူ position အပါဝင်ကွင်းလယ်နဲ့တောင်ပံကစားမတယောက်ထပ်မံခေါ်ယူဖို့ရည်ရွယ်ထားလို့လိုအပ်ရင်ဘယ်နောက်ခံလူ position ကိုပါထပ်ပြီးကြည့်သွားပြီးတော့အပြောင်းလဲတွေများစွာပြုလုပ်ဖွယ်ရှိကြောင်းဆိုပါတယ်။တစ်ဖက်မှာတော့ Bayern Munich အသင်းရဲ့တိုက်စစ်မှု Harry Kane ကို Premier League ကလပ်တွေက Manchester United နဲ့ Chelsea ကခေါ်ယူဖို့ဆန္ဒရှိပေမဲ့ Harry Kane ကသူ့နဲ့ Bayern ကြား2029ထိစာချုပ်ရှိပြီးအသင်းပြောင်းရွှေ့ဖို့ဆန္ဒမရှိကြောင်းညှင်းဆန်ပယ်ချလိုက်ပါတယ်။ Juventus ကတော့ RB Leipzig ကခေါ်ထားတဲ့တိုက်စစ်မှုဖြစ်တဲ့ Openda ကိုအပိသက်ခေါ်ယူမှာဖြစ်တယ်။ပြောင်းရွှေ့ခြင်း package ကတော့အပိသက်ယူရို46တန်းဖြစ်တယ်။ဒါပေမဲ့အပိသက်ခေါ်ယူပြီးတာနဲ့ Juventus ကသူ့ကို
တန်း90ကျုံနဲ့ပြန်လဲရောင်းချသွားမှာဖြစ်ကြောင်းဆိုပါတယ်နာပိုလီအသင်းကတော့ကော့မက်ထိုမနီကိုတတန်တိုကိစ္စဆောင်ရွက်ရုံသာမကနီးပြအန်တိုနီယိုကွန်တီကိုပါအသင်းမှာဆက်ထိန်ထားဖို့ကြိုးပမ်းနေစေဖြစ်တဲ့ဒီအပိုင်းမှာအီတလီဘောလုံးဖွဲ့ချုပ် FIGC ဘက်ကအန်တိုနီယိုကွန်တီကိုလေဝိစေအသင်းရဲ့နီးပြရာထူးတွက်စိတ်ဝင်စားတဲ့အချိန်နာပိုလီအသင်းကအန်တိုနီယိုကွန်တီကိုဆက်ထိန်ထားဖို့ကြိုးပမ်းနေစေဖြစ်တဲ့အာဆနယ်အသင်းကတော့သူတို့ရဲ့တိုက်စစ်မှုဂျီဆူယိုခိုင်ဟာဗတ်တို့ကိုရောင်းချပြီးတော့ဟူလီယန်အဲဗရက်စ်ကိုခေါ်ယူဖို့ဆန္ဒရှိကြောင်းဆိုပါတယ်အာဆနယ်ရဲ့အာဇာဒရိုက်တာဖြစ်တဲ့အန်ဒရီယာဘာတာရဲ့အဆိုအရအာဆနယ်ကလာမယ့်နွေရာသီမှာတော့အဲဗရက်စ်ကိုတေချာပေါက်ခေါ်ယူနိုင်ဖို့အတွက်တိုက်စစ်ပိုင်းကအချို့ကိုရှင်းလင်းသွားဖို့ရှိပြီးဟာဗတ်ရောဂျီဆူယိုနှစ်ယောက်စလုံးပါဝင်တယ်လို့ဆိုထားပါတယ်အာဆနယ်အသင်းရဲ့အရင်ဂိုးသမားဟောင်းဖြစ်တဲ့ LS မန်နင်ဂါကတော့48နှစ်အရွယ်မှာကားအင်စီဒန့်ကြောင့်အသက်ဆုံးရှုံးပြီးကွယ်လွန်သွားခဲ့ပြီဖြစ်တယ်အာဆနယ်ရဲ့ဂိုးသမားဟောင်းဖြစ်တဲ့1998ခုနှစ်တုန်းကဒဘယ်ရရှိရမှာအဓိကပါဝင်ခဲ့သူဖြစ်ပြီးတော့လက်ရှိဒီဂိုးသမားကတော့မတော်တဆကားအင်စီဒန့်ကြောင့်ကွယ်လွန်သွားခဲ့တဲ့အကြောင်းကလပ်သင်းကထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်မီကယ်အာတီတာကသူ့ရဲ့ contract စာချုပ်ကိုရာသီကုန်မှာမှဆက်ပြီးဆွေးနွေးသွားမှာဖြစ်ပြီးကလပ်ဘက်ကတော့သူ့ကိုကာလရှည်ကြာတက်တန်းတိုးခြင်းနဲ့2020ခုမှာစာချုပ်တက်တန်းကုန်မဲ့အာတီတာကိုကလပ်ဘက်ကအနည်းဆုံး2030ခုနှစ်တီစာချုပ်ချုပ်ဆိုမှာဖြစ်တယ်ထော်တနမ်ဟော့စပါအသင်းရဲ့အသင်းကောင်းဆောင်နောက်ခံလူခရစ်စတန်ရိုမဲရိုကတော့ရာသီကုန်မှာကလပ်ကထွက်သွားပွဲရှိပါတယ်တန်ရာကြောင့်ရာသီကုန်တီနားနေရတဲ့ရိုမဲရိုရဲ့ရောချေးစာချုပ်ကယူရို65တန်ဖြစ်ပြီးတော့စပါးကသူ့ကိုနွေရာသီမှာ force နဲ့ရောင်းထုတ်ရပွဲရှိကြောင်းဆိုပါတယ်ထော်တနမ်ဟော့စပါအသင်းအနေနဲ့လောလောဆယ်မှာတော့ဒက်ဆာဘီအသင်းအနေနဲ့ကစားမတွေလက်ကျန်ပွဲစဉ်တွေမှာတေချာပေါက်အနည်းဆုံး3ပွဲနဲ့အထက်အနိုင်ရဖို့မျှော်လင့်ထားတယ်လို့ဆိုတဲ့ Spurs ကလက်ကျန်6ပွဲမှာမဖြစ်မနေရမှတ်10မှတ်ထိလိုနေပြီးတော့ထော်တနမ်ဘက်ကတော့နီးပြဒက်ဆာဘီပေါ်ယုံကြည်မှုအပြည့်အဝရှိနေတာပါစပါးအသင်းရဲ့ကာလရှည်ကြာဒဏ်ရာရနေတဲ့ James Madison တယောက်ဒဏ်ရာကပြန်လည်သက်သာလာပြီးမြခင်းစိတ်ပေါ်မှာလေ့ကျင့်လျက်ရှိပြီဖြစ်ပါတယ် James Madison ကရာသီအစက ACL ဒဏ်ရာရရှိခဲ့ပြီးနောက်လက်ရှိချိန်ထိနားနေရပြီးထော်တနမ်ရဲ့ပွဲစဉ်အချို့ကိုပါဝင်လာပွဲရှိနေတာဖြစ်တယ်လီဗာပူးအသင်းကလည်းအာလဆင်ဘကာကိုနောက်ထပ်တရားသီတက်တန်းထပ်တိုးဖို့ကြိုးပမ်းနေစေဖြစ်တယ်33နှစ်ပဲရှိတဲ့အာလဆင်က2026ထိအပိုတနစ်ထပ်တိုးခွင့်ရှိပြီးတော့ကလပ်ကသူ့ကို2029ထိရှိမယ်နောက်ထပ်တရားသီတက်တန်းထပ်တိုးပြီးတော့အသင်းမှာဆက်ထိန်ထားဖို့ကြိုးပမ်းလျက်ရှိတာပါလီဗာပူးအသင်းကအခုအန်တိုနီဂေါ်ဒန်နဲ့အဂျာယီတို့နှစ်ယောက်ကိုခေါ်ယူဖို့ကြိုးပမ်းနေစေပါအေဗာတန်တောင်ပန်ကစားမအန်ဂျာယီနဲ့နျူကာဆယ်ရဲ့အေဗာတန်ကစားမဟောင်းအန်တိုနီဂေါ်ဒန်တို့နှစ်ယောက်ကိုသူတို့ရဲ့တောင်ပန် position အတွက်မဖြစ်မနေခေါ်ယူဖို့ကြိုးပမ်းလျက်ရှိကြောင်းဆိုထားပါတယ်လီဗာပူးရဲ့လူငယ်ကစားမခါတီချုံတယောက်ရာသီကုန်မှာကလပ်နဲ့လမ်းခွဲသွားဖို့ရှိတယ်စာချုပ်ကတစ်နှစ်ပဲကျန်တော့တယ်ကလပ်ဘက်ကတက်တန်းတိုးဖို့မတေချာတဲ့အချိန်မှာလောလောဆယ်မှာလီဗာပူးအသင်းကကာဒီဂျုံရဲ့အပေါ်ကာလမှုတွေကိုစောင့်မျှော်နေစေဖြစ်တယ်ဟျူဂိုအခီတီကေ6လထိနားရတဲ့အတွက်လီဗာပူးကဆော်ဒီကလပ်အာဟီလာကိုရောင်းချထားတဲ့သူတို့ရဲ့တိုက်စစ်မှုဟောင်းဒါဝင်းနူးညက်ကိုတကြော့ပြန်ခေါ်ပွဲရှိကြောင်းဆော်ဒီမီဒီယာတွေကဖော်ပြပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကအခုလက်ရှိမှာသူတို့အသင်းရဲ့နီးပြအတွက်မိုက်ကယ်ကာရီအပြင်ဒီအပိုင်းမှာပဲဂျူလီယန်နာဂက်စမန်ကိုဆက်သွယ်ဖို့လုပ်ထားတယ်ဒီဧပြီလကုန်မှာဂျူလီယန်နာဂက်စမန်နဲ့ယူနိုက်တက်တာဝန်ရှိသူတွေကြားဆွေးနွေးမှုဖို့ရှိတယ်မန်ယူနိုက်တက်ကတော့သူ့ကိုနီးပြအသင်းအတွက်ပို့ပြီးတော့သဘောကျလျက်ရှိကြောင်းဖော်ပြထားပြီးကာရီနီယာကိုအစားထိုးပွဲရှိကြောင်းဖော်ပြထားပါတယ်မန်ချက်စတာယူနိုက်တက်ကတကယ်လို့များဘာစီလိုနာသာရက်ရှ်ဖို့ကိုအပြီးသတ်မဝယ်ခဲ့ရင်ရက်ရှ်ဖို့တယောက်အသင်းကိုပြန်လာပွဲရှိတယ်ကလပ်ဘက်ကတော့သူ့ကိုပြန်ခေါ်ဖို့အစီအစဉ်မရှိဘူးရောင်းချသွားမှာဖြစ်ပေမဲ့ Marcus Rashford ကတကယ်လို့အပြောင်းလဲဖြစ်လို့ United Champions League ဝင်ခွင့်ရရင်သူ့အနေနဲ့ Man United ကိုပြန်လာရပွဲရှိပြီးတော့ Paris Saint-Germain ကလည်းသူ့ကိုလိုချင်နေတာပါ Manchester United ကနွေရာသီမှာစန္ဒပတ်တယောက်ထပ်မံခေါ်ယူပွဲရှိနေသေးဖြစ်တယ်သူတို့အနေနဲ့ဘိုးနောက်ခံလူ Harry Maguire ကိုတက်တန်းထပ်တိုးထားသည့်တိုင်အောင်နောက်ထပ်ခံစီမှုတယောက်ကိုအားဖြစ်ပွဲရှိကြောင်းဆိုပါတယ် Chelsea အသင်းက Moises Caicedo ကိုတက်တန်းထပ်တိုးဖို့သဘောတူလိုက်ပါပြီ2033ခုနှစ်အထိစာချုပ်တိချုပ်ဆိုဖို့သဘောတူညီခဲ့တာဖြစ်တယ်လောက်ခလာစာတစ်ပတ်ကိုပေါင်3,300ကနေကာလာရှီချတက်တန်းအပြင်လာစာတိုးမြင့်ဖို့သဘောတူညီမှုရရှိခဲ့တာပါချက်စီအနေနဲ့သူတို့ရဲ့ကိုသမားရောဘတ်ဆန်ချက်နဲ့ဖလစ်ယိုကင်စင်တို့နှစ်ယောက်ထဲကတယောက်ကိုရောင်းချသွားဖို့ရှိပါတယ်ရီယာဒီမှာကိုသမားတစ်တယောက်ခေါ်ယူဖို့ပြင်ဆင်ထားတဲ့အတွက်ချက်စီကအပြောင်းလဲတီလုပ်ဖို့ပြင်ဆင်ထားတာပါအလာဟန်ဒိုဂါနာချိုလီယန်ဒီလက်ရဲ့နီကလက်ဂျက်ဆင်နဲ့ဂျီမီကီတင်ဆိုအားလုံးရီယာဒီမှာချက်စီကထွက်
ထွက်သွားဖို့ရှိပြီးတော့ Chelsea ကတောင်ပန်နဲ့တိုက်စစ်ပိုင်းအတွက်အပြောင်းလဲတွေပြုလုပ်ဖို့ရှိကြောင်းဆိုပါတယ်။ Bernardo Silva တယောက် Juventus ကိုပြောင်းဖို့လဲနီးစပ်လျက်ရှိတယ်။ Barcelona ကအလွတ်ပြောင်းရွှေ့ခြင်းနဲ့ကန်လန်ထားတယ်။ Silva ကဟိုတနေ့ကပဲ Man City ကထွက်မယ်လို့အတည်ပြုကြေညာထားပြီးနောက် Barcelona အသင်းနဲ့ Juventus ကြားမှာ Silva ကရွေးချယ်နေဆဲဖြစ်တယ်။ Manchester City အသင်းက Brazil club Palmeiras ကလူငယ်ကစားမ Eduardo Conceição ကိုခေါ်ယူနိုင်တော့မှာဖြစ်တယ်။ 16 နှစ်သားအတွက် Man City ကယူရို40ထိပေးဖို့သဘောတူညီမှုရရှိတဲ့အတွက်မကြာမီမှာအပြီးသတ်နိုင်မှာဖြစ်ကြောင်း ESPN Brazil ကဖော်ပြပါတယ်။ Manchester City အနေနဲ့လာမယ့်နွေရာသီမှာတေချာပေါက်ကွင်းလေတစ်ယောက်နဲ့2ယောက်လောက်ခေါ်ယူဖို့ရှိတယ်။နွေရာသီမှာ Mateo Kovacic တေချာပေါက်ထွက်ခွာမှာဖြစ်တယ်။ Rodri ရဲ့အနာဂတ်ကလည်း World Cup ပြီးမှဆုံးဖြတ်ပွဲရှိတဲ့အတွက် City ကအပြောင်းလဲတွေလုပ်ဖို့ပြင်ဆင်လျက်ရှိတာပါ။ Newcastle United အသင်းရဲ့နီးပြ Eddie Howe နေရာမှာJose Mourinho ပဲဖြစ်ဖြစ် Roberto Mancini ပဲဖြစ်ဖြစ်အစားထိုးဖို့စဉ်းစားလျက်ရှိကြောင်း Saudi ရဲ့ BIS ကဖော်ပြလျက်ရှိပြီးတော့ Newcastle အသင်းထိပ်တန်းနီးပြတွေကိုအစားထိုးချင်နေတာဖြစ်တယ်။တစ်ဖက်မှာတော့ Brighton အသင်းကသူတို့ရဲ့ဂိုးသမား position အတွက် Manuel Neuer ကိုပြန်လည်အစားထိုးဖို့လိုချင်နေတာဖြစ်တယ်။ Brighton ကသူတို့ရဲ့ဂိုးသမား Van Hag ကို Bayern Munich ကစိတ်ဝင်စားတဲ့အချိန်အသက်40ရဲ့ရှိတဲ့ Neuer ကိုသူတို့ကပြန်ခေါ်ချင်နေတယ်လို့ဆိုပါတယ်။ Fulham အသင်းကလည်းလက်ရှိမှာ Harry Wilson ကိုဆုံးရှုံးတော့မှာဖြစ်တဲ့အတွက် Bayer Leverkusen ရဲ့ Malik Tillman ကိုပြန်လည်ခေါ်ဖို့ကြိုးပမ်းလျက်ရှိတယ်။ American တောင်ပန်ကစားမကို Fulham ကတောက်လျှောက်ကြိုးပမ်းနေပြီးတော့သူတို့ဘက်က Harry Wilson ကအစားထိုးချင်နေတာပါ။ဒါတွေကစိတ်ဝင်စားစရာနောက်ဆုံးရအားကစားသင်းပါအလုံးကျေးဇူးပါတယ်